ကျွန်တော်ရဲ့နောက်ွယ်ကနေရှို့ဝက်ဆန်းကျဲတဲ့ဝိညာဉ်ပုံရိပ်တစ်ခုဖြင်းချင်းစွာထွက်ပေါ်လာပြီးရွှေရောင်မြဝန်းတစုံဝင်းခန်းထဲပွင့်လာတဲ့ခါမှာပဲအနေရကြီးလာတဲ့အက်စကလတ်မြေကြီးဟာအသေးတက်ဖို့အတွက်လေဟုန်စီးပြီးပြေးဝင်လာပါတော့တယ်ဒါပေမဲ့ကျွန်တော်နောက်ဆုံးမသွားခဲ့ပါဘူးတကူလုံးကိုအမြောက်ဆန်တစ်ခုလိုကောင်းကင်ထက်ကိုဒုံဆန်းပြန်တက်လိုက်ပြီးသွေးမြေကြီးရဲ့ဥကောင်းပေါ်ကိုအားကုန်နင်းချလိုက်ပါတယ်အရှိန်ပြင်းလုံးတာကြောင့်အေယာမခေါင်းကြီးဟာမြေပြင်ပေါ်ကိုဝုန်းခန်းနဲ့လန်ထွက်သွားပြီးနာကျင်လုံးလို့ကျွန်တော်ကိုခါချဖို့အယူမူလူလွန်ပါတော့တယ်ဒါပေမဲ့ကျွန်တော်ကတော့မင်းရဲ့ဥကောင်းထက်မှာတောင်ကုန်းကြီးတစ်ခုလိုမလုံးမရှက်ဆွဲမြဲစွာရက်နေခဲ့ပါတယ်သွေးမြေကြီးဟာအမျက်တော်သားချောင်းချောင်းထွက်သွားပြီးမင်းရဲ့အီယာမအမီးကြီးနဲ့ဖြတ်တန်းရလန်းတစ်လျှောက်ရှိကြောက်တုံးတွေတစ်ပင်တွေကိုမိဘတော့အောင်ရိုက်လွဲလာပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ညာဘက်လက်ကိုမြောက်လိုက်ရနောက်ွယ်ကမြောက်မင်းဝူခုံဝိညာဉ်ပုံရိပ်ကြီးကလည်းလိုက်ပြီးလက်မြောက်လိုက်ပါတယ်လေဟာနယ်ထဲမှာရွှေရောင်ဆေးရိပ်တွေတောက်လောင်နေတဲ့ရှေးဟောင်းအင်ကွက်တွေနဲ့အတူနှက်တုတ်ကောက်ဟာဖြင်းချင်းစွာထွက်ပေါ်လာခဲ့ပါပြီမင်းကိုစုပ်ကိုင်လိုက်တဲ့ခါမှာပဲရဲရင်နဲ့စစ်သွေးတွေတကိုယ်လုံးစီးဆင်းသွားပြီးငါ့ကိုဒူးထောက်ဆန်းလို့အော်ဟစ်ကတုတ်ကောက်ကိုလွှဲရိုက်လိုက်ပါတယ်နှက်တုတ်ကောက်နဲ့မြေမီးတို့ပြင်းထန်စွာရိုက်မိပြီးလေထုကြီးပောက်ကွဲထွက်သွားကတန်ချက်ကားတစ်စီးကိုပင်ရိုက်ခွဲနိုင်တဲ့မြေကြီးရဲ့အမီးဟာအကြေးကွန်တွေစုပ်ပြက်ပြီးလွင့်ထွက်သွားရရှာပါတယ်ကျွန်တော်ဟာဘင်းရဲ့ခေါင်းပေါ်မှာအထက်စီးကရက်နေရင်အေးဆက်တဲ့မျက်ဝန်းနဲ့ကြည့်ပြီးမင်းတို့ပြောတဲ့ escalate ဆိုတာငါရဲ့စင်ကဲပြောင်းလဲထားတဲ့တန်ခိုးရှင်ရှေ့မှာတော့ဘာမှမဟုတ်ဘူးလို့ပြောပြီးနှက်တုတ်ကောက်ကိုလက်နှစ်ဖက်နဲ့မြောက်ကင်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲနောက်ွယ်ကမြောက်မင်းဝူခုံရဲ့ဝိညာဉ်ပုံရိပ်ကြီးဟာ10မီတာ30မီတာကနေ90မီတာအထိကောင်းကင်နဲ့မြေကြီးကိုဆက်နေတဲ့အေယာမရွှေရောင်စစ်နဲ့ဖျားကြီးအတွင်ပြောင်းလဲသွားပါတော့တယ်တိုက်ပွဲနဲ့ဖျားကြီးမိစ္ဆာနေနင်းချင်းလို့ကြွေးကြော်ကသွေးမြေကြီးရဲ့အသက်ချက်9လက်မနေရကိုအားကုန်ရိုက်ချလိုက်ရမြေပြင်ကြီးအကွဲပြီးသွေးမြေကြီးရဲ့ခန္ဓာကိုယ်ရင်းကတက်ဆောင်အားလုံးအမြင့်ပြတ်သွားကလုံးဝတေဆုံးသွားခဲ့ပါပြီကျွန်တော်ဟာသွေးမြေကြီးရဲ့ဥကောင်းကိုခွဲထုတ်ပြီးအတွင်းကတောက်ပတဲ့ escalate စွမ်းအင်ခဲကိုထုတ်ယူကစွမ်းအင်ဗဟိုဟင်းလင်းပြင်ထဲကိုတင်စေးလိုက်ပါတယ်စစ်တလင်းပြင်ကနေစွမ်းအင်ခဲရာချီကိုတင်စေးပြီးမှတော့ကြောပြင်ကငကားကိုကောင်ဆွဲတော်ခေါင်းတလားတန်ခိုးရှင်ပုံရိပ်ကပုံမိုတင်အားလာပြီးတန်ကြိုးကိုချောင်းရဲကပထမဆုံးတစ်ချောင်းဟာရော့ရဲလာပါတယ်တန်ခိုးရှင်ရဲ့အစ်စ်အမှန်ကြောင့်မဖွယ်ရှိုးဝက်ချက်ကတော့ရန်သူတွေရဲ့ကိုးတွေကိုဝါမျိုးပြီးမိမိကိုတမာစေတဲ့ခေါင်းတလားဝါမျိုးခြင်းပဲဖြစ်ပါတယ်ဒီစွမ်းရည်ကိုသုံးဖို့အနည်းဆုံးအဆင့်9သားရဲ့ကိုးလိုအပ်တာကြောင့်အတိတ်ဘဝတုန်းကကြံကြိုးမျိုးကိုဖျက်ဆီးလို့နှီးပါဖြစ်ခဲ့တဲ့အရှိပင်လဲကအဆင့်9သားရဲ့စွမ်းအင်ခဲကိုဒီဘဝမှာငါပိုင်ဖြစ်စေရမယ်လို့ကျွန်တော်တွေးလိုက်ပါတော့တယ်ကျွန်တော်ဘန်ကာထဲကိုပြန်ဝင်လာတဲ့အခါဆူဆောင်တောင်းကလီအကိုကတကယ်ကိုလူသားမဟုတ်ဘူးကြောက်စရာကြီးပြလို့စိတ်လှုပ်ရှားစွာအော်ဟစ်နေတယ်လို့ကျန်းရှင်းကြီးကလည်းရေနွေးဝက်လေးကန်ပေးပြီးဟော့ပေါ့ပူပူလေးပြင်ဆင်ပေးထားပါတယ်တစ်ချိန်တည်းမှာပဲမြေအောက်900မီတာကအမြင့်ဆုံးစစ်ဌာနချုပ်မှာတော့စစ်တေနာပတိချုပ်လုံးရှိတ်ဟာတရင်ဆိုးတွေကြောင့်စိတ်ပြအားငယ်နေခဲ့ပါတယ်ဒါပေမဲ့ကင်းထောက်ပြုံးကပေးပို့လာတဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ပြီးစစ်ဌာနချုပ်တစ်ခုလုံးပါဆက်အဟောင်းသားဖြစ်သွားကြပါတယ်သူ့နာမည်ကချင်းရဲ့အသက်20နှစ်ကဘာပြက်ကတ်ကိုကြိုတီးပြီးပိုင်ဆိုင်မှုအားလုံးကိုရောင်းကဘန်ကာဆောက်ခဲ့တဲ့သူပါလို့အရာရှိကတင်ပြတဲ့အခါလုံးရှိတ်ကသူ့ကိုအမြင့်ဆုံးမဟာဗျူဟာမြောက်ပြစ်မှတ်အဖြစ်သတ်မှတ်ပြီးအထူးကိုယ်စားလှယ်လွတ်လိုက်ပါလို့ချက်ချင်းအမိန့်ပေးလိုက်ပါတော့တယ်ဒုတိယနေ့နံနက်တွင်ကျုပ်တီဘန်ကာအတွင်းရှိရေကူးကန်ပေးတွင်စွမ်းအားများကိုအနားယူဆုပ်ယူနေစဉ်တတိပေးဝတ်တန်ထွက်ပေါ်လာပြန်တဲ့ဖြင့်လီအကိုအသက်မနှမျောတဲ့ကောင်တွေထက်ရောက်လာပြန်ပြီးဒါပေမဲ့ဒီတစ်ခါလူမများဘူး10ကနန်းလောက်ပဲဒါပေမဲ့ခေါင်းဆောင်ကတော့လူဟောင်းကြီးရဲ့ဟုဆူဆောင်တောင်းကတပလက်ကိုကမ်ပိန်းပြောသဖြင့်ကျုံမျက်နှာပြင်ကိုကြည့်လိုက်ရလူနှဲငယ်ကတောင်းတလန်တိုင်းလာနေကြပြီးရှေ့ဆုံးမှဥဆောင်လာသူမှညစ်ပတ်ပေနေတော့လဲကျုံချက်ချင်းမှတ်မိလိုက်တယ်သူကကျွန်တော်ရဲ့အရင်ဘဝကရန်သူဟောင်းကြံကျိုးမျိုးဤသူထေးကြီးသားရွှေရွေးပင်ဖြစ်ပြီးတုံးကောင်းရဲခွေးစွမ်းဤဖြစ်လာနေကြရောက်ပြီးနောက်အသက်ရှင်ကြံရစ်ကကျုံဤဘန်ကာတကားရှိတို့ရောက်လာပြီးကင်မရာကိုလက်ညှိုးထိုးရဲ့ချင်းရဲ့မင်းဒီလိတ်ခွန်ထဲမှာပုံနေရင်လုံကြုံမဲထင်းနေလားငါခုငရဲခွေးစွမ်းဤကိုရထားပြီးငါကအားကောင်းဆုံးပဲမင်းရဲ့တကားကိုဖျက်ဆီးပြီးမင်းရဲ့ရိတ်ခါတွေအကုန်လုံးမှဟုယူသွတ်စွာအော်ဟစ်တော်သည်ကျုပ်သည်ဘန်ကာတကားကြီးကိုဖွင့်ကတကိုယ်တည်းထွက်လာခဲ့ပြီးရွှေရွေးကသူ့နောက်ကလူအုပ်ကြီးကိုဖယ်လိုက်ရမြူမဲထဲမှမိမပြိုတူထွက်လာပြီးသူမကကြောက်ရွံ့ခြင်းဖြစ်နေပါတယ်သူမရဲ့ခါတွင်တွေးရောင်ဟွမ်းပြီးအန်ဟွာတန်ခိုးရှင်ပုံရိပ်တတူးရှိနေပြီးစိတ်ဝိညာဉ်စွဲရည်ရှင်ဖြစ်နေကသူမရဲ့စိတ်ညှို့ပန်းရနှံဖြင့်ကျွန်တော်ကိုတိုက်ခိုက်ပြီးရခင်ဘဝကဒေဂာနီးမြင်ကွင်းများကိုထင်အောင်ထင်မှားဖြစ်အောင်ဖန်တီးကကြံတော့ကခွင့်လွှတ်မှုကိုတောင်းခံသည့်ပုံရိပ်ရောင်ကိုပြသခဲ့တော်လဲကြောက်ရွံ့ခြင်းမင်းရဲ့ပုံရိပ်ရောင်ကတိတ်ပြီးအတူရောင်ဆန်လုံးနယ်ဟုဆိုကကျွန်တော်ရဲ့ငကားကိုကောင်ဆွဲတော်ခေါင်းတလားစွမ်းအားကိုထုတ်လွှတ်လိုက်ရာပုံရိပ်ရောင်များအလုံးမှန်တစ်ချက်ကဲ့သို့အပိုင်းပိုင်းကွဲကျေသွားပြီးကြောက်ရွံ့ခြင်းသည်တွေးရန်ကနောက်သို့လွင့်ထွက်သွားတော့ပြီးသူမရဲ့စွမ်းအားများကိုခေါင်းတလားမိကြီးဤတန်ကြိုးများဖြင့်ချိတ်ပိတ်လိုက်ရာသူမကမင်းငါရဲ့စွမ်းအားတွေကိုပိတ်ဆို့လိုက်တာလားမင်းငါကိုတက်လိုက်တာကပိုကောင်းဦးမယ်လို့လုံးဝမျှော်လင့်ချက်မဲ့စွာပြောတော်လဲကျွန်တော်ကမင်းကိုတက်ဖို့ငါရဲ့ဒုတိယအကြိမ်မြောက်လက်ကိုသုံးဖို့တောင်မတန်ဘူးလို့အေးဆက်စွာတုံ့ပြန်လိုက်သည်ကြောက်ရွံ့ခြင်းစွမ်းအားမဲ့သွားတာကိုမြင်တဲ့အခါရွှေရွေးကသူမကိုခန်းကြောက်ကရန်တွေ့ပြီးသူတို့နှစ်ဦးခွေးကိုက်တကဲ့သို့ရန်ဖြစ်နေကြတာကိုပြင်းရီစွာကြည့်ရင်ပြဆက်ပြီးအခုငါတို့လည်းပဲရွှေရွေးလို့ဆိုလိုက်ပါတယ်ရွှေရွေးဟာကြောက်လန့်တကြားနဲ့သူ့ရဲ့တုံးကောင်းရဲခွေးပုံရိပ်ကိုထုတ်ဖော်ပြီးမိရှန်တွေနဲ့ပြေးဝင်လာပေမဲ့ကျွန်တော်ကဘာဝိညာဉ်ပုံရိပ်များမသုံးဘဲတန့်စင်တဲ့ခန္ဓာကိုယ်ချက်သားစွမ်းအားတက်တက်နဲ့လက်တီးတစ်ချက်တည်းအားကုန်ထိုးလိုက်ရာရွှေရွေးရဲ့ညာလက်မောင်းအယိုးတွေကြေမိုးသွားပြီးဘဝပြတ်သွားခဲ့ရပါတယ်ကျွန်တော်ဟာရွှေရွေးရဲ့နောက်ကျောကနေရဲခွေးတန်ခိုးရှင်ပုံရိပ်ကိုငကားကိုကောင်တန်ကျိုးနဲ့ဆွဲထုတ်ဖျက်ဆီးပစ်လိုက်ရာသူဟာတာမန်လူတစ်ယောက်ဖြစ်သွားပြီးသူရခင်ကနှိမ့်ဆက်ခဲ့ဘူးတဲ့လူအုပ်ကြီးရဲ့ဝိုင်းဝန်းကလေးစားချေခြင်းကိုခံရပြီးတေဆုံးသွားပါတော့တယ်အဆင့် A စွမ်းရင်ခဲကိုကောက်ယူသိမ်းဆေးပြီးမှပဲကောင်းကင်ထက်မှပြင်းထန်သောဆေးရဟတ်ရင်တံများထွက်ပေါ်လာပြီးဆေးရဟတ်ရင်သုံးစီဘန်ကာရှိတို့ဆင်းသက်လာကလက်နက်အပြည့်အစုံတက်ဆင်ထားသောအထူးကွန်မန်ဒိုတပ်ဖွဲ့ဝင်များထွက်လာကြပြီးဘင်းတို့လည်းမှအဆင့်မြင့်စစ်အရာရှိတဦးကကျုပ်ထံသို့အပြေးလွှားလျှောက်လာကအလေးပြုရင်းမင်္ဂလာပါမစ္စတာဂျင်လျက်ကျွန်တော်ကတော့အရှိဘက်စစ်ဒေသရဲ့ဒုတိယစစ်တေနာပတိချုပ်လေးကျန်းဖြစ်ပါတယ်အမြင့်ဆုံးစစ်ဌာနချုပ်ရဲ့အမိန့်ရရောက်လာတာပါဟုပြောကြားလိုက်တယ်ဒုတိယစစ်တေနာပတိချုပ်လေးချက်အခုလိုလာရောက်တာအင်မတန်ခီးရောက်ပါတယ်လောလောဆယ်ပြင်ပမှာတားရဲတွေတောင်းကျမ်းနေတဲ့ကြားကခင်ဗျားတို့ဒီနေရာကိုရှာဖွေတွေ့ရှိနိုင်တဲ့ဆိုကြဲကစစ်ဌာနချုပ်အနေနဲ့လူသားထုရဲ့စနစ်တကျတည်ငြိမ်မှုကိုထိန်းသိမ်းဖို့အစွမ်းကုန်စ조사နေစေဆိုတာတက်တည်ပြနေတာပဲကျွန်တော်ရဲ့စကားကိုကြားလိုက်ရတဲ့အခါလေးကျန်းရဲ့မျက်ဝန်းထဲမှာအံ့အားသင့်မှုအရေးအယောင်တစ်ခုဖြတ်ပြေးသွားပါတယ်သူကတော့ကျွန်တော်လိုကြောက်မက်ဖွယ်စွမ်းအားရှင်မျိုးဟာစစ်တပ်အပေါ်တစုံတရာမထောက်မီယာနှိမ်ချဆက်
ဆန်လိမ့်မယ်လို့ထင်ထားပုံရပါတယ်ဒါပေမဲ့ကဘာပြက်ကတ်ထဲမှာစစ်တပ်ဟာတာမန်လူသားတွေအတွက်နောက်ဆုံးခံတဲ့တိုင်းဖြစ်တယ်ဆိုတာကျွန်တော်ကောင်းကောင်းသိနေတာပေါ့သူတို့သာရှေ့တန်းစစ်မျက်နှာပြင်မှာတောက်မခံထားရင်ကြံကျိုးမျိုးဟာဒီထက်မကမြ мян ဆန်းဆန်းပျက်စီးသွားမှာအမှန်ပဲလေကျန်းကအသက်ကိုဝဝရှူလိုက်ပြီးစိတ်လှုပ်ရှားစွာပြောလာပါတယ်မစ္စတာဂျင်ရဲ့ကျွန်တော်တို့ကင်းထောက်တုံးကတဆင့်ခင်ဗျား escalate သွေးမြေကြီးကိုအပြက်ရှင်းလိုက်တဲ့ဗီဒီယိုဖိုင်ကိုတွေ့ခဲ့ရပါတယ်ခင်ဗျားရဲ့စွမ်းအားကအခုလက်ရှိစစ်ဌာနချုပ်ကတတ်မှတ်ထားတဲ့စွမ်းရည်ရှင်တွေရဲ့အဆင့်တန်းအလုံးထက်အစမတန်းတာလုံးနေပါတယ်ဒါကြောင့်အမြင့်ဆုံးစစ်တေနာပတိချုပ်ကခင်ဗျားနဲ့အမြင့်ဆုံးအဆင့်မဟာဗျူဟာမြောက်စစ်ရေးမဟာမိတ်ဖြစ်ပူးပေါင်းကျင်နေပါတယ်ခင်ဗျားကိုစစ်တပ်ထဲအတမဝင်ခိုင်းမှာမဟုတ်သလိုအ내ရောင်ကြောက်ဆောင်ပန်းကားကိုအနံဖို့လဲတောင်းဆိုမှာမဟုတ်ပါဘူးတခုတည်းသောမျှော်လင့်ချက်ကတော့လုံနိုင်ငံကြီးမားတဲ့ဘေးဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါခင်ဗျားတက်နိုင်တယ်လို့လက်တွဲကူညီပေးဖို့ပါပဲရတယ်လေကျွန်တော်စကားကြောင့်လေကျန်းရဲ့မျက်ဝန်းတွေဝင်းခနဲတောက်ပသွားပါတယ်ကျွန်တော်ကဆက်ပြီးဒါပေမဲ့ငါကတကူတော်လှုပ်ရှားရတာပိုသဘောကျတယ်ပုံမှန်စစ်တပ်ရဲ့အမိန့်ပေးစနစ်အောက်ထဲတော့မဝင်နိုင်ဘူးဒီဘန်ကာကိုတိကျပူးပေါင်းဆောင်ရွက်ရေးစစ်စခန်းဖြစ်တတ်မှတ်မယ်ခင်ဗျားတို့ရဲ့စစ်တပ်ကတည်ငြိမ်မှုထိန်းသိမ်းရေးဒုက္ခတွေရွှေ့ပြောင်းရေးနဲ့ကာကွယ်ရေးလိုင်းတိဆောက်ရေးတွေကိုတာဝန်ယူပါငါကတော့လိုအပ်တဲ့ထောက်လှမ်းရေးသတင်းတွေပေးမယ်ပြီးတော့အရေးကြီးတဲ့အချိန်ကျရင်အစစ်မြစ်သားရဲ့ကြီးတူအေကိုအပြက်ရှင်းလင်းပေးမယ်နှစ်ဦးနှစ်ဖက်အရင်အမြင့်နဲ့သတင်းချက်လက်ချိတ်ဆက်မျှဝေကြမယ်ဒါကအထီးရောက်ဆုံးပဲမစ္စတာဂျင်ရဲ့သဘောထားကိုကျွန်တော်အမြင့်ဆုံးစစ်တေနာပတိချုပ်စီအတိအကျတင်ပြပါမယ်ကောင်းပြီးပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်အနေနဲ့ငါခင်များတို့ကိုသတင်းတစ်ခုအရင်ပေးမယ်နောက်3ရက်အကြာမနက်စောပိုင်း2နာရီမှာအရှိပင်လယ်ကနေပထမဆုံးအကြိမ်အရာမပင်လယ်ရေတက်တော်တာရဲလိုင်းကြီးလိတ်တက်လာလိမ့်မယ်အဆင့်9ပင်လယ်ဝါမျိုးရှေးဟောင်းနဂါကဥဆောင်ပြီးပင်လယ်သားရဲ့အကောင်ရည်တက်အလောက်ကြံကျိုးမျိုးကိုကျူးကျော်ဝင်ရောက်လာလိမ့်မယ်အကယ်၍ခီးမရောက်ခင်ကတည်းကအဆင့်မြင့်အမြောက်ကြီးတွေနဲ့ကြိုတင်မကာကွယ်ထားရင်ကြံကျိုးမျိုးတင်မကဘူးတနိုင်ငံလုံးရဲ့အရှိဘက်ဒေတာတစ်ခုလုံးပြပုံတီးဖြစ်သွားလိမ့်မယ်လို့ပြောလိုက်တဲ့အခါလေကျန်းရဲ့မျက်နှာတစ်ခုလုံးဖြူလျော်သွားပြီးကြောပြင်မှာချွေးစေးတွေချက်ချင်းထွက်လာပါတော့တယ်သူဟာကျွန်တော်မျက်နှာကိုစိုက်ကြည့်ရင်အနောက်ပြောင်လုံးနေတာလားဆိုတာရှာဖွေဖို့စူးစမ်းနေရင်မဲ့သူမြင်တွေ့လိုက်ရတာကတော့အေးဆက်တည်ငြိမ်နေတဲ့အရေးအယောင်တစ်ခုတည်းသာဖြစ်ပါတယ်မစ္စတာဂျင်ရဲ့ဒီသတင်းကလူဦးရေ3တန်းရဲ့အသက်နဲ့ရင်းထားတာနော်နောက်ပြောင်နေတာမဟုတ်ဘူးမလားလေကျန်းကအသက်ကိုပြင်းပြင်းရှူရင်ကျွန်တော်ချက်ချင်းအမြင့်ဆုံးစစ်တေနာပတိချုပ်စီတင်ပြပြီးအရှိတဲ့စစ်ဒေတာရဲ့အင်အားအလုံးကိုတုံးပြီးကာကွယ်ရေးလိုင်းချပါမယ်လို့ပြောပါတယ်ပြီးတော့ကျွန်တော်ကအစင်းမြင့်စစ်ပတ်ဆိုင်ရာစက်ပစ္စည်းတွေတိကျမှုမြင့်မားတဲ့စက်ကိရိယာတွေအထူးတတုစက်ပစ္စည်းတွေစစ်တင်မောသုံးအလိုရောက်ရန်သူကာကွယ်ရေးအမြောက်စနစ်10ခုနဲ့တကူတော်သုံးဘုံမြောက်များလိုအပ်တယ်ဒီပစ္စည်းတွေကိုငါလာကားယူမှာမဟုတ်ဘူးလေအလဲအနေနဲ့နောက်ပိုင်းပေါ်လာမဲ့အစင်းမြင့်သားရဲတွေရဲ့သတင်းချက်လက်မှန်သမျှကိုစစ်တပ်စီအရင်ဆုံးမျှဝေပေးမယ်တာတွေကမဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းတွေချစ်လို့ကျွန်တော်စစ်တေနာပတိချုပ်စီခွင့်ပြုချက်တောင်းရပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့တကူရေမြင်ရတော့ဒီလဲကလုံးဝတန်ဖိုးရှိပါတယ်ကောင်းပါပြီမစ္စတာဂျင်ရဲ့ပူးပေါင်းဆောင်ရွက်ပေးတဲ့အတွက်ကျေးဇူးတင်ပါလို့ပြန်ပြောပါတယ်စစ်တပ်အနေနဲ့လူသားထုရဲ့နောက်ဆုံးစီးကိုစောင့်ရှောက်ပါခင်ဗျားတို့လောလောဆယ်မဖြေရှင်းနိုင်တဲ့ဘီလူတက်တော်တွေကိုတော့ငါတာဝန်ထားလိုက်ပါတယောက်တလက်စီမံကြတာပေါ့မစ္စတာဂျင်ရဲ့ဒီစကားကိုကျွန်တော်အမြင့်ဆုံးစစ်တေနာပတိချုပ်စီရောက်ပါပေးပါမယ်လို့ပြောပြီးလေကျန်းရဟတ်ရင်ပေါ်တက်ပြီးကပြာထွက်ခွာသွားတဲ့နောက်ကျောကိုကြည့်ရင်ကြားဝန်တော်ရဲ့မျက်ဝန်းတွေဟာပုံမနဲ့မောင်လာပါတယ်အဆင့်9သားရဲဘုရင်အဲ့ဒါကတော့ငါရဲ့ငကားကိုကောင်ခေါင်းတလားတက်တူးရဲ့ပထမဆုံးတန်ကြိုးကိုဖျက်တောက်ဖို့အတွက်အကောင်းဆုံးသောချက်ပဲပင်လယ်ဝါမျိုးရှေးဟောင်းငကားရဲ့စွမ်းအင်ကဲကိုငါပိုင်ရစေရမယ်3ရက်တာအချိန်ဟာမျက်စိတမိတ်အတွင်းကုံဆုံးသွားခဲ့ပါပြီအကြီးစားစစ်ပတ်ဆိုင်ရာတည်ယူပို့ဆောင်ရေးရဟတ်ရင်အနေငယ်ဟာကျွန်တော်လိုအပ်တဲ့အထူးဆက်ကိရိယာတွေအလိုလျောက်အမြောက်စနစ်တွေနဲ့ဘုံတွေကိုဘန်ကာပြင်ဘက်သို့ဆက်တိုက်ပို့ဆောင်ပေးခဲ့ပါတယ်ကျန်ရှိတဲ့မဟာဗျူဟာမြောက်ပစ္စည်းတွေကိုလည်းလေကျန်းကအတုပ်လိုက်ခွဲပြီးပို့ပေးမယ်လို့အကြောင်းကြားလာပါတယ်ထိုပစ္စည်းအလုံးကိုစွမ်းအင်ဗဟိုဟင်းလင်းပြင်ထဲသို့တင်ဆေးလိုက်တဲ့အခါဘန်ကာရဲ့ကာကွယ်ရေးစင်ဟာထိတ်ဆုံးသို့မြင့်တက်သွားခဲ့ပါပြီစတုတ်ထမြောက်နေ့မနက်စောပိုင်း2နာရီကျွန်တော်ဟာကုတ်ကဲမှုအခန်းရဲ့တားရည်ဆိုဖာကြီးပေါ်မှာထိုင်ရင်ပူနွေးကော်ဖီမဲတစ်ခွက်ကိုတောက်နေခဲ့ပါတယ်လီအကိုအပြင်မှာမိုးတွေသည်အတိမိမိရွာနေပြီပြဒါပေမဲ့ဒီမိုးရေတွေကဘာလို့အနဲ့ရောင်ဖြစ်နေတာလဲမသိဘူးဆူဆောင်တောင်းကကွန်ပျူတာစက်ခရင်ကိုကြည်ရင်မျက်မှောင်ကုတ်ကပြောလာပါတယ်ကျွန်တော်ကော်ဖီကိုတငုံတောက်လိုက်ပြီးနှဆိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ကစပြီးဟုရေရွတ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲကြံကျိုးမျိုးရဲ့အရှိဘက်ကမ်းရိုးတန်းကာကွယ်ရေးလိုင်းပေါ်မှာတော့လေကျန်းဟာယာယီကုတ်ကဲမှုစခန်းထဲမှာရက်နေပြီးရေဒါစက်ခရင်ပေါ်မှာဟာရီကိန်းမုန်တိုင်းလိုပြည့်နှက်နေတဲ့အနီရောင်ဆက်ပြောက်တွေကိုတေချာဆက်ကြည့်နေခဲ့ပါတယ်သူ့ရဲ့ဘားပြင်ပေါ်ကနေချွေးစေးတွေတရားဟောစီးကြလာပါတော့တယ်ချင်းရဲ့သတင်းကအမှန်ပဲရှေ့ပင်လေကတားရဲတွေကုန်းပေါ်တက်လာပြီးပြစ်ခတ်ကြဆန်ရှေ့တန်းတစ်လျှောက်လုံးအားကုန်ပစ်ကြသူတို့ကိုမျိုးတဲ့လုံးဝပေးမဝင်နဲ့ငါတို့နောက်ွယ်မှာတာမန်ပြည်သူ3တန်းရှိနေတဲ့အကြီးစားအမြောက်တပ်ဖွဲ့တွေစီကနေနားကွဲမတက်ပောက်ကွဲတန်တွေထွက်ပေါ်လာပြီးမရေမတွက်နိုင်တဲ့လက်နက်ကြီးတွေဟာအမောင်ထုကိုထိုးခွဲကကမ်းရိုးတန်းစီတို့တရက်ဆက်ကြားရောက်သွားပါတယ်တိုးတော်လည်းမိကြီးတွေကောင်းကင်ထက်သို့ပြန်တက်သွားပြီးအလင်းရောင်ရရှိသွားတဲ့ခါမှာတော့ရှေ့တန်းကစစ်သားအလုံးလုံးဝမျောလင်းချက်မဲ့သွားကြပါတော့တယ်ပင်လယ်ပြင်ထက်မှာတိတ်နေချီတဲ့ဗီဒီယိုပြောင်းလဲထားတဲ့ပင်လယ်သားရဲတွေဟာလိုင်းလုံးတွေကိုနင်းချပြီးတက်လာနေကြပါတယ်အချို့ကတန်ချက်ကကားတစ်စီးနီးပါးကြီးမားတဲ့အရာမမိကြောင်းကြီးတူဖြစ်ပြီးအချို့ကတကိုယ်လုံးအစိတ်ဆူးတွေနဲ့ပြည့်နေတဲ့ရေနေကုန်းတွေငါးလူသားတွေဖြစ်တယ်လို့အချို့ကတော့လက်နက်ကြီးတွေကိုမမှုပဲမျက်နှုံးမြင့်ပြေးဝင်လာတဲ့ပင်လယ်မြေအုပ်ကြီးတွေဖြစ်ပါတယ်တိုက်ပွဲဆက်တင်ပြီး10မိနစ်ပင်မပြည့်သေးမီပထမဆုံးကာကွယ်ရေးလိုင်းကြီးဟာလုံးဝဆုတ်ပြက်ပျက်စီးသွားခဲ့ပါပြီတေနာပတိချုပ်တောက်မခံနိုင်တော့ဘူးပြသားရဲ့ရေအတွက်ကညားလုံးလို့ကျွန်တော်တို့ကာကွယ်ရေးလိုင်းလုံးဝပြိုလဲသွားပြီလေကျန်းဟာခါးကတင်းနက်ကိုဆွဲထုတ်လိုက်ပြီးမျက်ဝန်းတွေသွေးစာလျက်အော်ဟစ်လိုက်ပါတယ်တပ်ဖွဲ့အားလုံးကိုအကြောင်းကြားလိုက်စမ်းဒီနေ့ငါတို့အားလုံးတေပွဲဝင်ရရင်တော့ပြည်သူတွေကိုအသက်နဲ့လဲပြီးကာကွယ်ရမယ်စစ်တပ်ကနောက်ဆုံးတေပွဲဝင်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲမြေပြင်ကြီးပြင်းထန်စွာတုံခါသွားပြီးလေဟာနယ်ထဲမှာဖော်ပြလို့မရနိုင်တဲ့ကြောက်မက်ဖွယ်ဖိအားကြီးတစ်ခုဟာပင်လယ်နက်ဘက်ကနေလွှမ်းမိုးတက်လာပါတော့တယ်ကြံကျိုးမြို့အတွင်းပျက်စီးနေတဲ့အဆောက်အဦတွေနဲ့မြေအောက်ခန်းတွေထဲမှာပုံနေကြတဲ့ပြည်သူ3တန်းလုံးဟာရုတ်တရက်ရင်ဘတ်ထဲကနေပြင်းထန်စွာနာကျင်မှုကိုခံစားလိုက်ရပြီးနှလုံးသားပေါ်ကိုတောင်ကြီးတစ်လုံးဖိချထားသလိုအသက်ရှူဖို့ပင်ခက်ခဲသွားကြပါတယ်ဒါကဘာကြီးလဲလေကျန်းဟာမျောလင်းချက်မဲ့စွာနဲ့ကောင်းကင်ရံကိုမောကြည့်လိုက်တဲ့အခါထူထပ်တဲ့မြူမေးကြီးတွေဟာအရာမရှိဟောင်းအတောင်ပန်တစုံရဲ့ဆွဲဖြဲခြင်းကိုခံလိုက်ရတာကိုတွေ့လိုက်ရပါတယ်ခနာကိုလျားမီတာ100ကျော်ရှည်လျားပြီးတကိုယ်လုံးပင်လယ်နဲ့ရဲ့ဝိညာဉ်မြူတွေရစ်ပတ်နေတဲ့ကြောက်မက်ဖွယ်ငကားကြီးတစ်ကောင်ဟာတိမ်တိုက်တွေကြားထဲကနေဖြင်းချင်းစွာဆင်းသက်လာခဲ့ပါပြီမင်းရဲ့မျက်လုံးစုံဟာအရာမမီးအိမ်ကြီးနှလုံးလိုအေးဆက်တဲ့တေချင်းတရားအရှိန်ဝါတွေကိုထုတ်လွှတ်နေပါတယ်မင်းကတော့အဆင့်9သားရဲ့ဘုရင်ပင်လဲဝါမျိုးရှေးဟောင်းငကားပဲဖြစ်ပါတယ်
ကဘာပြက်ကရဲ့အစိုးပိုင်းကာလမှာအဆင့်9သားရဲဆိုတာအနိုင်မဲ့စွမ်းထက်ခြင်းရဲ့ပြည့်ရုပ်ဖြစ်ပြီးမြို့တစ်မြို့ကိုအလွယ်တကူချေမုန်းနိုင်တဲ့ကပ်ပေးကြီးဖြစ်ပါတယ်ရှေးဟောင်းနဂါးကြီးဟာကောင်းကင်ယံကိုတုံခါစေမဲ့ဟိန်းဟောက်တန်ကြီးတစ်ချက်ပေးလိုက်ပြီးမင်းရဲ့အရာမပါဆက်ကြီးကိုဟာကမိနဲ့နေတဲ့နဂါးတက်ရှူမီရှန်တွေကိုမှုတ်ထုတ်လိုက်ပါတယ်နဲ့ရောင်မီရှန်ကြီးဟာမီတာ1000ပတ်လည်မှာရှိတဲ့အရာအလုံးကိုချက်ချင်းဝါမျိုးပစ်လိုက်ပြီးအမြောက်တပ်ဖွဲ့စစ်စခန်းကြီးတစ်ခုလုံးဝပျက်စီးသွားပါတော့တယ်ပြီးပြီးဂျန်ကျိုးမျိုးတော့လုံးဝသွားပြီးမျောလင်းချက်မဲ့ခြင်းတော့ကတွေဟာဂျန်ကျိုးမျိုးတစ်ခုလုံးမှာကက်ယောဂါလိုပြန့်နှံ့သွားပြီးလူပေါင်းများများစွာဟာမျက်စိမိတ်ကတေခြင်းတရားကိုစောင့်ဆိုင်နေကြပါတယ်အဲ့ဒီအချိန်မှာပဲနဲ့ရောင်ကြောက်ဆောင်ပန်ကားထဲမှာကျွန်တော်ဟာလက်ထဲကကော်ဖီခွက်ကိုဖြင်းချင်းစွာချလိုက်ပါတယ်စက်ခရင်ပေါ်မှာတော့မီတာယာကြီးရှည်လျားတဲ့ရှေးဟောင်းနဂါးကြီးဟာမြူမဲတွေကြားထဲမှာတောင်းကျမ်းနေစေဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့မျက်ဝန်းထဲမှာကြောက်ရွံ့မှုမရှိဘဲတောက်လောင်နေတဲ့အရှိန်ဝါတွေသာပြည့်နေနေပါတယ်ဆူဆောင်တောင်းရဲ့မျက်နှာပြတ်သွားပြီးလီကိုအကိုအပြင်ထွက်မလို့လားအဲ့ဒါအဆင့်9သားရဲဘရင်ကြီးတော်ဂျန်ရှင်းကြီးကလည်းကျွန်တော်ရဲ့လက်မောင်းကိုလမ်းဆွဲပြီးအနေရဖြစ်မခံပါနဲ့လို့တားရှာပါတယ်ကျွန်တော်ကဂျန်ရှင်းကြီးရဲ့လက်ဖမိုးလေးကိုအသားအရာပုတ်ပေးလိုက်ပြီးခက်ပြုံးပြုံးနဲ့ရဲရင်စွာပြောလိုက်ပါတယ်ငါရဲ့ငကားကိုကောင်ခေါင်းတလားအတွက်တောချက်တစ်ခုလိုနေတာအဲ့ဒီအရာမှအိမ်မြောင်ကြီးရဲ့စွမ်းရင်ခဲကိုငါသဘောကျသွားပြီးအိမ်ကိုတေချာဆောင်နေကြပြီးတော့ငါအတွက်လက်ဖက်ရည်တစ်ခွက်ကြာ။အိုဖြော်ထားပေးပါလက်ဖက်ရည်လေးနှွေးသွားတဲ့အချိန်ကျရင်ငါပြန်ရောက်လာလိမ့်မယ်ဂျန်ကျိုးမျိုးရဲ့ကောင်းကင်ထက်မှာတော့ရှေးဟောင်းနဂါးကြီးဟာအနက်ရောင်မီရှန်တွေကိုစိတ်ကြိုက်မှုထုတ်ပြီးကာကွယ်ရေးလိုင်းကိုဖျက်ဆီးနေပါတယ်လေကျန်းကတော့မျက်စိမိတ်ပြီးတေပွဲအတွက်ပြင်ဆင်နေစဉ်ရုတ်တရက်ဂျန်ကျိုးမျိုးစင်ချေဖုံးကတောင်တန်းကြီးစီကနေမိနဲ့နေတဲ့အလင်းတန်းကြီးတစ်ခုကောင်းကင်ထက်သို့ဒုံဆိုင်ထိုးတက်သွားပါတယ်ထိုနဲ့ရောင်အလင်းတန်းဟာအေးဆက်ခြင်းမရှိဘဲဖော်ပြလို့မရနိုင်တဲ့ရှေးဟောင်းဆံမှုနဲ့မဟာအရှိန်ဝါတွေပြည့်နေပြီးထူထပ်တဲ့မြူမေးကြီးတွေကိုအတင်းတမဆွဲဖျက်ပြလိုက်ပါတယ်အဲ့ဒါပါကြီးလေလေကျန်းချက်ချင်းမျက်လုံးပွင့်လာသလိုမျိုးတဲကပြည်သူ3တန်းနဲ့ကြန့်ရှိနေတဲ့စစ်သားအလုံးဟာအလိုလျောက်ဘန်ကာရှိရာအရက်စီတို့လမ်းကြည့်လိုက်ကြပါတယ်လူပေါင်းများစွာရဲ့စောင့်ကြည့်ခြင်းခံနေရတဲ့အောက်မှာတွယ်လျားတောင်တင်းတဲ့ခနာကိုနဲ့လူငယ်တယောက်ဟာထိုနဲ့ရောင်အလင်းတန်းကိုနင်းချပြီးကောင်းကင်ထက်သို့တလန်ချင်းလန်းတက်လာနေပါတယ်သူဟာဗာပြန်တန်းရေးကိရိယာမှမသုံးဘဲလေဟာနယ်ကိုနင်းချထားတာဖြစ်ပြီးခြေပွားအောက်မှာမမြင်ရတဲ့လေကားထစ်တွေရှိနေတယ်လို့ပါပဲမစ္စတာချင်းလေဘဲချင်းလေးလာပြီးပြလေကျန်းဟာစိတ်လှုပ်ရှားလို့တကိုယ်လုံးတုန်ခါသွားပါတယ်ကျွန်တော်ကောင်းကင်ထက်သို့ပုံမမြင့်တက်လာတာနဲ့အမျှကြောပြင်ကငကားကိုကောင်ဆွဲသောခေါင်းတလားတန်ခိုးရှင်ပုံရိပ်ဟာလုံးဝပွင့်ထွက်သွားခဲ့ပါပြီအရာမအနက်ရောင်ငကားရိပ်ကိုကောင်ဟာကောင်းကင်ရန်ကြီးကိုလွှမ်းမိုးထားပြီးငကားခန္ဓာကိုယ်ဟာမီတာယာကြီးရှည်လျားလျက်သွေးနီရောင်ငကားမျက်ဝန်းတွေတပြိုင်နက်ပွင့်လာကြပါတယ်သူတို့ဟာရှေးဟောင်းခေါင်းတလားမီကြီးကိုဆွဲယူလာပြီးဂျန်ကျိုးမျိုးရဲ့ကောင်းကင်ထက်မှာကလန့်ဖြတ်ရက်တက်လိုက်ပါတယ်ခေါင်းတလားပေါ်ကတန်ကြိုးတွေတုံခါသွားတဲ့ခဏအမြင့်ဆုံးနဲ့ရှေးဟောင်းဆန်နဲ့တားမြစ်ထားသောဖိအားကြီးဟာဟာရီကိန်းမုန်တိုင်းလိုဂျန်ကျိုးမျိုးတစ်ခုလုံးကိုရိုက်ခတ်သွားပါတော့တယ်